တားထားတဲ့နေရာကနေမှဟိုဘက်3-4လုံးလောက်ကျန်မယ်အဲ့တော့အခုကဟိုဘက်တစ်လုံးရောင်းပြီးရတယ်ဒါဒုတိယတစ်လုံးဒါတတိယတစ်လုံးဒါတော့စိတ်အကြီးဆုံးဟာလေကျွန်တော်ဒါလေးတစ်ချက်ပြပေးမယ်တန်တယ်ဆိုတဲ့ဟာကဟိုဘက်တစ်လုံးကတော့တော်တော်လေးတန်တယ်ဒီတစ်လုံးကတော့တစ်ချက်ပြပေးမယ်နော်အခုဒီအိမ်လေးကလုံးဝစိုက်ကြီးပြီးလို့ရှိရင်ဒီထဲမှာအကြီးဆုံးပဲဒီအရှိရောအနောက်ရောသူကလမ်းကြည့်လို့ရတယ်ဒီအရှိကဟောလောက်ရှိမယ်ပေ3 4 5 6 9 10ပေ100လောက်ရှိမယ်တရားပေ100လောက်ရှိမယ်အတွင်းခွင်ကပေ80လောက်ရှိမယ်ပေ80ပေ100ပေါ့ပတ်လေဒီနေရာမှာကားဆိုလို့ရှိရင်6စီးလောက်ရက်လို့ရမယ်ဝင်းအပြည့်ရက်မယ်ဆိုရင်ပေါ့ကား6စီးလောက်ရက်လို့ရမယ်ပြီးတော့ဒီနောက်ဖေးလေးတစ်ချက်ကြည့်အောင်ဒီနောက်ဖေးလေးအကျယ်ကြီးပဲဒီနောက်မှာလမ်းအဲ့တော့ကျွန်တော်ခန်းစားကြည့်လို့ရတယ်လုံးဝအကျယ်ဆုံးပဲလို့ပြောလို့ရတယ်အိမ်တွင်းထဲကပုံစံလေးတွေကတော့ခုနကတော့ပြောတဲ့ပုံစံမျိုးလေးအတူတူပဲဒီနေရာမိတ်ရောအဲ့နေရာမှာကျွန်တော်တို့ over short set လေးပါညာထားတဲ့နေရာလေးတွေဒီနေရာမှာကျတော့ကျွန်တော်ကားပါကင်ကနေဝင်သွားတဲ့အခန်းလေး landscape လေးပဲမတူတာကျန်တဲ့ဟာတွေကတော့အားလုံးညီပါတူတူပဲတရားကျတော့သူကတကားနေမှာဝင်လာတဲ့နေရာပေါ့ကိုယ့်ရဲ့အထက်အဲ့တော့ဘေးပတ်လေးမှာဒီလိုခြံဝင်းလေးနဲ့လာမယ်ပြီးရင်ဒီဘေးနားလေးမှာကြာလို့ရှိရင်တော့သူကနောက်ထပ်ဟိုplatform ပုံစံမျိုးလေးလောက်ထားပြီအဲ့တော့ run through လေးတစ်ချက်ဒီအောက်ထပ်ကိုတစ်ချက်ကြည့်လိုက်မယ်နော်ဒီလိုပုံစံလေးတက်ဆိုတော့ဒီခတ်ထားတယ်ခဏလေးကဲဒါကတော့သူကရရင်တော့ဒီလိုအလွတ်ပုံစံမျိုးရမယ်ကျွန်တော်တို့ကဟိုသူစင်နေအားလုံးလှုပ်ထားပြီးတာဒါပေမဲ့ furniture နဲ့လက်စစ်ပစ္စည်းကတော့ကိုယ့်ကိုပြန်ထည့်ရမယ်ပေါ့နော်အခန်းပုံစံမျိုးဒီလိုကြီးလိုက်တော့လဲသူကတော်တော်လေးကျဲလို့ခံစားရတယ်ခုနကတော့သူက decoration လုပ်ထားပြီးတဲ့ပုံစံပေါ့ airflow system တွေကစတဲ့ခါလေးအားလုံးထည့်ထားပြီးဒါတော့နည်းနည်းပါးပြန်ပြီးပြင်ဆင်နေတဲ့အနေအထားတစ်ခုလေးအဲ့တော့ဒါကတော့ပုံစံမျိုးလေးကိုတစ်ချက်ပြပေးတယ်ဒါအခုလက်ရှိဒီအိမ်ကတော့သူက28တန်းဝန်းကျင်ကျွန်တော်တို့ဘေးရအိမ်ကတော့သူက23တန်းဝန်းကျင်ဘေးရအိမ်ကလည်းသူကတော်တော်လေးကိုတန်တယ်မြေကအဲ့လောက်ထိတော့ကျင်းမသွားဘူးကျွန်တော်တစ်ချက်လောက်ပြပေးမယ်ခုကကျွန်တော်တို့ဒီဟာကြည့်လိုက်မယ်ဆိုလို့ရှိရင်သူက site က middle site ပေါ့နော်ကျောမှာကြာလို့ရှိရင်နောက်ထပ်အိမ်ဒီဘက်မှာအိမ်အဲ့တော့ကျွန်တော်အခု recommend ပေးတဲ့ဟာကဒီအိမ်ကျွန်တော်တစ်ချက်လာကြည့်လို့ရတယ်မျက်နှာစာကပေ80ပေ100ဝန်းကျင်လောက်ရှိမယ်အနောက်မှာကြာလို့ရှိရင်ကျွန်တော်တို့အတွင်းကွယ်ကပေ80လောက်သာရှိမယ်ဒီနေရာမှာကားက6စီးလောက်ရက်လို့ရမယ်ကား6စီးကတော့လုံးဝလွတ်လွတ်ကျွတ်ကျွတ်ပဲအဲ့တော့ဒီဘက်မှာခြံဝင်းလေးနဲ့လာမယ်ဟိုဘက်ကရှောက်လန်းနဲ့အိမ်ထဲဝင်မယ်ဒီဘက်ကကျတော့ကားပါကင်ပေါ့နောက်ဖေးရဲ့ခြံကျယ်လေးကိုတွက်ကြည့်အောင်နောက်ဖေးမှာကြတော့သူကဒီဘက်ချမ်းမှာကြတော့သူကခြံဝင်းလေးနည်းနည်းလေးရှိကြယ်ရှိအောင်မယ်အဲ့တော့ဈေးနှုန်းအဖြစ်ဘာလို့သူ့ကိုတအားတန်တယ်လို့ပြောလဲဆိုတော့သူ့ရဲ့မူရင်းဈေးက25တန်းဝန်းကျင်ပြောမယ်ဆိုလို့ရှိရင်မြန်မာငွေကသိန်းပေါင်း3000ကျော်ပေါ့အဲ့တော့အခုလက်ရှိက23တန်းဝန်းကျင်လောက်နဲ့ရတယ်ဆိုတော့ဈေးနှုန်းကသိန်း2000ဝန်းကျင်3000ဝန်းကျင်လောက်ကတော့တော်တော်လေးတက်တာသွားလို့ပြောလို့ရတယ်အဲ့တော့ဒီဟာကတော့အခုလက်ရှိအနောက်ကလည်းလမ်းအရှိကလည်းလမ်းဒီဟိုဘက်အိမ်နဲ့ဒီဘက်အိမ်ပဲရှိတော့တာအဲ့တော့ဒီဘေးကအိမ်ကတော့သူက site အကြီးဆုံး promotion နဲ့မချထားဘူး28တန်းဝန်းကျင်လောက်ပဲရှိတယ်ဆိုတော့ဟိုလုံးဝကို site ကြီးလို့ချင်တဲ့လူတွေကတော့အဘေးကတော့အဆင်ပြေတယ်ပေါ့နော်ဒီအိမ်ကတော့သူက special price နဲ့ရတယ်ဆိုတော့ကျွန်တော်တော်တော်လေး recommend ပေးချင်တယ်ဟာပြီးရင်ဒီကနေမှကျွန်တော်တို့အပေါ်ကနေဆိုရင်ကြည့်လို့ရတယ်ဒီဘက်မှာတွိုက်ဆူတက်တောင် view ကလုံးဝထင်းပြီးမြင်နေရတယ်
အဲ့တော့တွာရှူတက်တောင် view ကလည်းအများစုချင်းမိုင်မှာနေကြတဲ့လူတွေကတီးကြတယ်ဒီ view လေးကိုတော့တော်တော်လေးသဘောကျကြတယ်အဲ့တော့အခုလက်ရှိဒီလိုအိမ်မျိုးမှာနေထိုင်ပြီးတော့မှဒီအခုလုံးဝဒီကွင်းထဲမှာလည်းရှာရှာပါပါ unit လေးဖြစ်တဲ့အတွက်ကြောင့်မလို့အကေးများစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အများဆုံးဆက်သွယ်လိုက်ပါကျေးဇူးတင်ပါတယ်